simple present tense ထဲရပဲစကားပြောမှာအရင်အသုံးများတဲ့စကားလုံးလေး like like ဆိုတာလေးသင်ရနော် like like ဆိုတာကတော့သိတယ်ပါလေကြိုက်တယ်အဲ့တော့ကိုကကြိုက်တယ်လို့ပြောရင် I like ဟုတ်လားသူကကြိုက်တယ်လို့ပြောရင် he likes နော်အဲ့မှာ like မှာ s ထဲရတော့ကျွန်မအထူးတလဲရှင်းပြဖို့မလိုတော့ဘူးနော်ဒါပေမဲ့ like like ရဲ့နောက်မှာဗာလေးလိုက် to like လို့ရှိရင် like to ဆိုတဲ့အဓိပ္ပာယ်ဒီတစ်ခုခုကိုလှုပ်ချင်တဲ့စန္ဒကိုပြောတာနော်အဲ့တော့ like to ဒီနေရာမှာဆရာမကကျောင်းသားတွေကိုဗာသင်ထားလဲဆိုလို့ရှိရင်ဒီမှာအင်ဂျီအဝတ်စားတွေပေါ့နော်အင်ဂျီအဝတ်စားပုံစံမျိုးစုံသင်ထားတယ်သင်ထားပြီးသွားလို့ရှိရင်တို့ကိုဆရာမကဗာလောက်ခိုင်းထားလဲဆိုလို့ရှိရင်ပုံလေးနဲ့စာလေးနဲ့မှတ်မိသွားအောင်လို့ဒီမှာ coat jacket ပြီးရင် vest ပြီးရင် cardigan ဒါမျိုးလေးဆရာမတို့ဘာလောက်ခိုင်းထားလဲဆွဲခိုင်းထားလိုက်တယ်အဲ့တော့ဆွဲခိုင်းလိုက်တော့ပုံလေးလည်းတိသွားပြီစာလေးလည်းမှတ်မိသွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သိတာကတော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့သိရလဲအနှွေးတယ်လို့ပဲသိတယ်ဒါပေမဲ့အနှွေးတယ်မှာပုံစံမျိုးစုံရှိရလေနော်အဲ့တော့ကျွန်မကဒါလေးအသင်ထားပြီးသားဆိုတော့သူတို့ကိုဒီဟာလေးနဲ့သုံးပြီးတော့စာကြောင်းလေးတွေရေးရအောင်အဲ့တော့ဒီမှာ with စင်မှာပဲဖြစ်လို့ဘာပဲသုံးလဲကျွန်မကတော့ like to wear ဘာပဲသုံးပါ like to wear ညီမတို့အဓိပ္ပာယ်ပါလဲwith ချင်တယ်လို့ပြောတာနော်ကဲစကြည့်အောင်အဲ့တော့အဲ့ဒီဝတ်စားရည်နဲ့ကျွန်မတခါတည်းပဲစကားလုံးလေးလည်းတိုင်ပေးမယ်ဗါလဲလေ C O A T coat coat ဆိုတာဗါလဲ coat အင်ဂျီမသိရင်ဒီမှာကြည့်လို့ရပါတယ် coat နော်အဲ့တော့အဲ့ဒီ coat အင်ဂျီကိုကျွန်မစာကြောင်းလေးစောက်ချင်တယ်ဘယ်လိုလေးပြောမလဲမင်း coat အင်ဂျီကြိုက်လားအဲ့တော့ coat အင်ဂျီ shopping တွေပါထွက်မယ် coat အင်ဂျီကြိုက်လားလို့မေးမယ်ဒါဆိုရင်ကျွန်မတို့လားဆိုရင်ရှေ့ရပါနဲ့သုံးမလဲ do ဘာကြောင့် do ရွေးလိုက်တာလဲမင်းဆိုတဲ့ y o u u ဖြစ်နေလို့ဒါကြောင့်မို့ y o u u ဒီ do ရဲ့နောက်မှာကပ်လိုက်မယ် do you ကြိုက်တယ်ဆိုတော့ဘယ်လိုလေးသုံး like ဘာကိုကြိုက်မှာ coat အင်ဂျီဒါဆိုရင်ဘယ်လိုလေးသုံးမလဲ do you like coat ဘယ်လိုလေးရေးမလဲပြန်ပြော Do you like coat? yes do you like coat နောက်တစ်ခုလိုက်ဆိုကြည့်အောင် jacket J A C K E T jacket စလုံးပေါင်းမှာတစ်ခါလေးစက်မနော်ပြန်ပြော J C K E T jacket. jacket ကဘယ်လိုအင်ကြီးလေးလဲဒီမှာ jacket အင်ကြီးလေးနော်အဲ့တော့ jacket အင်ကြီးလို့ပဲကျွန်မတို့သတ်မှတ်လိုက်မယ်အဲ့တော့ example လေးပြောရအောင်ဟေ့မင်း jacket အင်ကြီးဝတ်ချင်လားဒီနေရာမှာဝတ်ချင်လားလို့မေးရနော်ကြိုက်လားလို့မေးရလားမဟုတ်တော့ဘူးဒါဆိုရင်ဘာသုံးရမှာလဲ like to wear အဲ့တော့လားဆိုတော့ရှင်းရပါလိမ့်နဲ့စမယ် do အဲ့တော့ do you like to wear ဘာကိုလဲ jacket အဲ့တော့ do you like to wear ဘာတော့ jacket ပြန်ပြောဘာတော့ do you like to wear jacket ညီမလိုလေးနဲ့တွဲမှတ်မယ်နော်ဟုတ်လားဒီစကားလုံးကိုကျွန်တော်တို့ဒီဝတ်ကြပြန်ဆောက်တာဝတ်ကြပြန်ဆောက်ရင်အဓိပ္ပာယ်ကိုမှန်မှန်နဲ့စာကြောင်းကိုတည်ဆောက်ရတယ်နောက်တစ်ခုနံပါတ်3ဖတ်မယ်ဗာလဲဟဲ့ V E S T vest အဲ့တော့ကျွန်မက dictionary ရှာလိုက်တော့သူကbulletproof vest လို့ခေါ်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲချီကာအင်ဂျီပုံစံမျိုးပေါ့ဒါပေမဲ့ဒါကတကယ်တမ်းချီကာတော့မဟုတ်ဘူးဒါကဘယ်လိုပြောရလဲဆိုလို့ရှိရင်ဘယ်လိုဗာလဲအမျိုးသားတွေအဓိကအဖြစ်ဝတ်တဲ့အင်ဂျီပေါ့နော်ကျွန်မတော့ vex အင်ဂျီလို့ပဲပြောလိုက်မယ်နော်အဲ့တော့ vex အင်ဂျီစလုံးပေါင်းမှာတစ်ခါတိုင်းမှတ်နော်ကဲငါ vex အင်ဂျီကြိုက်တယ်ဒါဆိုလွယ်လွယ်လေးပဲစာကြောင်းဒီရိုးအဲ့တော့ I like vest တာပဲဟုတ်လားကြိုက်တာကိုဖြစ်လို့ like တလုံးနဲ့ပဲသုံးပေးရမယ်ဆက်သွားမယ်နော်နံပါတ်4ဘာလဲလဲ cardigan စလုံးပေါင်းလေးပေါင်းပြအောင် C A R D I G A N cardigan အဲ့တော့ cardigan ဆိုတော့ကျမတို့ရင်ခွဲသုံးမွေးအင်ဂျီလို့ခေါ်တယ်ဒါမျိုးလေးပေါ့ cardigan ဆိုတာเนาะအဲ့တော့ကျမတို့ရင်ခွဲသုံးမွေးအင်ဂျီလေးက example လေးကျမရေးထားတယ်ပြောပါလေငါရင်ခွဲသုံးမွေးအင်ဂျီဝစ်ချင်တယ်အဲ့တော့ချမ်းလို့ပေါ့ငါအဲ့ဒါလေးဝစ်ချင်လိုက်တာဝစ်ချင်တယ်ဆိုရင်ဘာသုံးရမှာလဲ like to wear ပြောအဲ့တော့ငါဆိုတော့ I like to wear cardigan ဘယ်လိုပြောမလဲ I like to wear cardigan အဲ့ဒီမှာ A တို့ N တို့ဘာမှမထည့်တော့ဘူးเนาะကျွန်မဒီတိုင်းပဲဒီစကားလုံးကိုပဲတန်းသုံးမယ်
နောက်တစ်ခု sweater ဆိုတာ sweater အင်ကြီးဒါမျိုးလေးကိုပြောတာအဲ့တော့ sweater လေးနော်ကဲ example လေးပြောရအောင် sweater လေးစလုံးပေါင်းမှတ်မယ် S W E A T E R sweater အဲ့တော့စမကသူ sweater အင်ကြီးကြိုက်တယ်ဒါဆိုရင်သူဆိုတဲ့ယောက်ျားလေးဆိုတော့ဘယ်လိုတော့ he ကြိုက်တယ်ကြိုက်တာကိုသွားနော်ဘာတော့ like 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 ဒီတိုင်းလေးထားလို့မရဘူး like မှာ S လေးထည့်ပေးရတယ် subject တယောက်တည်း he ဖြစ်နေလို့အဲ့တော့ he likes sweater S W E A T E R sweater နော် he likes sweater နော်နောက်တစ်ခု sweatshirt အဲ့တော့ sweatshirt ဆိုတာဒီကစားသမားဝတ်ချွေးထိန်အင်ကြီးလက်ရှိတဲ့နော်အဲ့တော့အဲ့ထဲမှာ dictionary မှာတော့အရွှေကြီးပဲဒါပေမဲ့ဒါကတော့ကျမတို့မျိုးသားတွေများသောအားဖြင့်ပေါ့နော်မျိုးသမီးတွေလည်းဝတ်ပါတယ်ခေါင်းစုပ်အင်ကြီးခေါ်မှာပေါ့နော်အဲ့လိုမျိုးအင်ကြီးမျိုးအဲ့တော့သူကချွေးထိန်အင်ကြီးလက်ရှိဝတ်ချင်တယ်ဖြစ်သွားပြီဒါဆိုရင် he like မှာပါလေးထည့်ပေးရမယ် as ဝတ်ချင်တယ်ဆိုတော့ဘာတော့ to wear he likes to wear ဘာတော့ sweatshirt sweatshirt ရမလားမေကွန်းဆိုရင် question mark လေးထည့်မေကွန်းမဟုတ်ဘူးရိုးစာကြောင်းဆိုရင် full stop ချဒါလေးလည်းသိဖို့လုံးမယ်နော်